2026 ခုနှစ်ရဲ့ရွှေရောင်နေ့ရက်များကွင်းပြင်ထက်မှာစွမ်းဆောင်ရည်အပြည့်နဲ့ရာဇဝင်အသစ်တွေထပ်မံရေးထိုးလိုက်ပြန်တဲ့ Man City စီနီယာအသင်းတွေမကပဲအနာဂတ်ရဲ့ကျယ်ပွင့်လေးတွေဖြစ်တဲ့လူငယ်အသင်းကလည်း The FA Youth Cup ကိုသိမ်းပိုက်ပြီးသူတို့ရဲ့ခေတ်ဦးကိုစတင်လိုက်ပါပြီ။ပရိသတ်တွေရဲ့တခဲနဲ့အားပေးတန်တွေနဲ့အတူကွင်းထဲဖြတ်တောက်မှုတွေတီးကြတဲ့ပေးပို့မှုတွေကနေတစ်ဆင့်ပြိုင်ဖက်ဂိုးသမားမကားကွယ်နိုင်တဲ့အကောင်းဆုံးတွင်းဂိုးတွေဖန်တီးခဲ့ပါတယ်။အမျိုးသမီးအသင်းရဲ့ပြိုင်ပွဲဝင်မိုးပြိုင်အောင်စိတ်ဓာတ်နဲ့အတူရရှိလာခဲ့တဲ့စုဖလာများပြီးတော့ကွင်းရှိမှာဘလို့မှတားဆီးမရတဲ့အားထားရတဲ့တိုက်စစ်မှုတွေရဲ့အဆုံးသတ်တွင်းဂိုးများနောက်ဆုံးမှာတော့ပရိသတ်တွေမျှော်လင့်ဆုံးဖြစ် FA Cup Final 2026ရဲ့ Champions ဆုကြီးကိုသိမ်းပိုက်နိုင်ခဲ့ပါပြီ။အသင်းကိုအကောင်းဆုံးဦးဆောင်ပေးခဲ့တဲ့နီးပြချုပ်ဆရာပတ်နှင့်ကစားသမားများရဲ့သမိုင်းဝင်အခိုက်အတန့်ပါပဲ။ပွဲစဉ်တွင်အကောင်းဆုံးဂိုးသွင်းရှင်အန်တိုဆက်မညိုနဲ့အတူအောင်ပွဲခံနေတဲ့ကောင်းကင်ပြားတို့ရဲ့ညချမ်းဒါဟာ Manchester City ရဲ့ရပ်တန့်လို့မရတဲ့ဗတ်စုံထောင်းစုံအောင်မြင်မှုခရီးစဉ်ကြီးပါပဲ။